ရှုံးမှာဗောရှုံးတာတော့နဲသေးတယ်ငါတာဝါချိုးနေချင်းမင်းကိုခေါ်တယ်လေမင်းကနားမလာဘူးလေမင်းပတ်ပြေးနေရလေငါဟိုက်ပါလေဟိုက်ပါဆိုတော့ငါဘက်စားနေရသေးတယ်လေမင်းကမင်းဘက်စားပါစားရောက်ငါတာဝါချိုးနေရဲ့ချိန်တော့ငါနားကိုလာကူအောင်နေကွာဟဲ့မင်းကမင်းရှေ့တာတက်ပြီးတော့မင်းကမင်းစောက်သုံးမကြလို့ရှုံးတာမင်းလည်းစောက်သုံးကြလို့လားငါ့ကိုစောက်သုံးမကြဘူးမင်းကစောက်သုံးကြလို့မင်းစောက်သုံးကြလို့လားမင်းငေါ့ပြောနားကမင်းကတေးတာမစောက်ငါတခင်လဲ TikTok မှာဂျပန်အကောင့်ဆိုလားကိုရီးယားအကောင့်ဆိုလားဖွင့်ပြီးတဲ့ကမနာတန်းကနေဟိုကပတ်စံရမရတော့မသိဘူးအိမ်ကလူတွေတော့မျက်စိတော်တော်နှောက်နေပြီမြောင်တော့မြောင်မယ်ဒါပေမဲ့ဇိုးမြောင်ဘယ်မြောင်မှာတတူထိုးတာမြင်ဘူးလို့လေတတူတွေနဲ့ဆိုတချို့ကအထင်သေးကြတယ်အထင်သေးတဲ့တောက်ကြမဆိုင်ဘူးတကူလုံးထိုးမှာငါတခင်ပီဇာစားထားလားမသိဘူးအီပေါက်တော့ပီဇာနဲ့ရတော့လက်ကလေးမှာတော့အနက်ကြံတယ်ဟဲ့ဂျေးဟေးဘာလဲစောင်းတီးပြမယ်လေနားထောင်မလားဟမ်ဟဲ့စောင်းတီးတာလည်းမကြိုက်ဘူးဒဲတီးတာလည်းမကြိုက်ဘူးဒိုးလူမကငါ့ကိုကျွဲမစောင်းတီးဆိုပြီးစော်ကားသွားတာဟဲ့ရက်စာငါမစင်းစားလိုက်မိဘူးချက်ချင်းဟဲ့စင်နောက်မှာခွေးတိုးပေါက်လိုက်ရှာရင်လည်းဟိုဝင်ဒီထွက်နဲ့စင်ပေါ်တော့ရောက်ကြလာပြီဘယ်အတိပြန်စင်းလို့စင်းရမှမသိတော့ဘူးခွေးလန်းနေပျောက်တယ်ဆိုတာမျိုးပရိသတ်တွေကလည်းငါအားပေးနေတာဟာတော်ပြီကွာမစင်းကျင်တော့ဘူးဖိတ်နဲ့ဆက်နေမှာဟုတ်ချောင်းတာဒီချိန်မကောင်းလေဟဲ့ပကံသွားလိုက်တာပုံမကောင်းလားပကံကြတော့ရိုးနေပြီလေဟဲ့တခါတလေလေးပါလေကန်းကြည်လေးပါလေအဲ့လိုသွားကြမလားဟဲ့ကပါလေကတော့အေးချန်ချန်ကလောဘပဲတက်ချင်တယ်ကလောပဲသွားမယ်ညှိကြနင်တို့၃កောင်အစဉ်ပြေအောင်ညှိကြငါတော့ဘယ်သွားလိုက်မှာရတယ်မဟုတ်ဘူးလေခုကသွားမှာ၄កောင်သွားကျင်တဲ့နေရာ၃နေရာဖြစ်နေဘယ်လိုလုပ်ကြမှာတော့ဟဲ့ဒါမှမဟုတ်ကြိုက်တီယိုလေးပဲသွားကြမလားဟင်းသွားချင်ဘူးဟဲ့ကောက်မလည်းပို့လာပြန်ပြီနောက်တနေရာဒီမှာ၃နေရာတောင်တိုင်ပတ်နေပါတယ်ဆိုတော်ညီတို့နဲ့လည်းဘယ်မှသွားပြမှာမဟုတ်ဘူးသွားတော့မသွားသေးဘူးတိုင်မင်တာနဲ့အဆင်မပြေတော့ဘူးဟေးမသွားနဲ့ကောင်းတယ်ကိုမြောက်ကတော့ဘယ်မှမသွားဘူးအိမ်ပေါ်ကနေအိမ်အောက်တော့မစင်းဘူးလှုပ်လိုက်တာနဲ့ပတ်စံကုန်လို့သူများတွေလိုအဝေးခီးသွားဖို့နေတတအိမ်နောက်ဖေးကမိဖို့ကြောင့်လည်းတော့မဝင်ဘူးကုန်တာတွေဝယ်ရမှာဆိုလို့ဘာနေယူမလဲဟမ်ဒါလေးလားယူမယ်ဆိုယူလို့မှန်ပြီဒါလည်းမဟုတ်ဘူးဟမ်ဘယ်ယူမှန်ဒါလားယူမယ်ဆိုအယုတ်ယူလို့မှန်ဒါလားတဆိုင်လုံးကုန်တော့မယ်အခုတိမယူသေးဘူးအမလီမြင့်တက်လီခွေးတခိုးဘွားမလွယ်ပါလားမြင့်တက်လီတက်နေတယ်လေခဏလေးတော့တော့ဝင်ရောက်ခတ်တဲ့အိမ်ဟင်းအိုးရဲရှိသမျှအကုန်ဆွဲပြမှာယူတော့မုန်နဲ့နူးနေတဲ့ရွယ်အချီရဲ့အချောင်းနေပါမသိဆိုရင်မူဘူပန်ချင်မြမရှိမြောင်တဲလေးကိုကိုရမ်းချစ်တယ်ကွာဟဲ့လမ်းမကြီးမှာဘာတွေဖြစ်နေကြတာလဲဘာတွေချစ်နေကြတာလဲဟမ်ဟုတ်ကောင်အထဲဝင်စမ်းဟာမဟုတ်